ဒီနေ့က Miss Cosmo မြန်မာ2026တဲစုငိမ့်ရဲ့ crowning ceremony ပြီးသွားပါပြီတဲစုငိမ့်ကတော့တဲစုငိမ့်ပါပဲသူ့ရဲ့ခမ်းပတ်က local တာမကတာ international beauty pageant fan တွေကိုရုပ်ရုပ်သက်သက်ဖြစ်သွားစေခဲ့တယ်အမှန်တိုင်းဝင်ခံရရင်မို့လားသူ့ရဲ့ဒီအတန်ရုပ်အရန်ကိုလွမ်းနေတာကြည့်လိုက်ရောသူ့ရဲ့ powerful ဖြစ်တဲ့ဒီလိုအတန်ရုပ်အရန်ကိုလွမ်းနေခဲ့တာရှင်းတော့မလွမ်းဘူးလားဒီနေ့ crowning ceremony မှာတွေ့ခဲ့ရတဲ့ Miss Cosmo မြန်မာ2026တဲစုငိမ့်ကအရင် version တက်ပို့ပြီးတော့ဗောနော်ဒါ strong ဖြစ်လာတာကိုတွေ့ရတယ်သူဒီနေ့ပြောခဲ့တဲ့သူ့ရဲ့ speech ကိုနားထောင်ပြီးတဲ့အချိန်မှာဗောနော်မူလာဘာတွေးလိုက်လဲဆိုတော့ဒီ beauty queen ကအသက်အရွယ်နဲ့မမျှတော်တော်လေးကိုဒါစိတ်ထားတည်ငြိမ်ပြီးတော့ရင့်ကျက်လာတာကိုတွေ့ခဲ့ရတယ်ဒီမြန်မာ beauty queens တွေထဲမှာဆိုရင်လည်းဒါအသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုအားပေးမှုတွေကိုဒါများစွာရရှိထားတဲ့သူတွေမှာပါဝင်တယ်ပြီးတော့အများဆုံးတိုက်ခိုက်ခံရတဲ့အထက်မှာလည်းသူပါဝင်တယ်Okay ဒီနေ့ကတော့ဒါ Miss Cosmo မြန်မာ2026ရဲ့ဒါ crowning ceremony ပြီးသွားပြီဆိုတော့မိုရာလည်းဒါသူတို့ရဲ့ family နဲ့အတူတူဒါထပ်တူကြော်ရွှင်ရပါတယ် Okay မိုရာဗီဒီယိုလေးကိုဒီမှာပဲအပ်လုပ်ပါတော့မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် Bye bye